ဆရာစီမှာဆရာတို့သင်တူပညာရေးဝန်ဆောင်မှုမှာเนาะ grade 12ပြမကဘူး grade 1ကနေပြီးတော့ grade 12ဒီ English စာကြီးပဲเนาะဆရာပြောတာ English ဘာသာရပ်ပဲ English ဘာသာရပ်ပဲเนาะတီးတန့်တက်ချင်တဲ့လူတွေဆရာကျောင်းမှာပဲဖြစ်ဖြစ်ကျောင်းမှာလည်းလာတက်လို့ရတယ်လို့ဆရာတို့နဲ့เนาะ online မှာတူးချင်းဆရာတို့ online တူးချင်းသင်တာများတယ်လေ online เนาะရပါတယ်အဲ့လိုမျိုးကိုယ့်ဘာကိုအုပ်စုရှိတယ်အုပ်စုလိုက်သင်နေတယ်ဆိုလို့ရှိရင်လည်းဆရာတို့ကသင်ပေးပါတယ်เนาะကဲဆရာတို့စလိုက်ရအောင်เนาะကဲ answer the following questions answer the following question အောက်ပါမေးခွန်းတွေကိုဖြေကြည့်ပါတဲ့ကဲဖြေကြည့်ရအောင်เนาะDo you think you are always polite Do you think မင်းထင်သလား you are always polite မင်းကအမြဲတမ်းယဉ်ကျေးတယ်လို့ထင်လားပုဂ္ဂိုလ်ထင်တယ်ဆိုလို့ရှိရင် give examples example ပေးမယ်เนาะဒါကတော့ကိုယ့်ဘာသာကိုဖြေကြည့်ပေါ့เนาะဟုတ်ပြီလားဆရာကတော့ Yes I am always polite I think လို့ပြောမယ်เนาะI think I am always polite ဘာဖြစ်လို့လဲ I always support people အဲ့လိုလဲဖြေလို့ရပါတယ်เนาะဒါပေမဲ့ဆရာဒီထဲမှာအများကြီးတော့မပြောတော့ဘူးဒီအဖြေလေးတွေတော့เนาะ give example ဆိုဘာလို့ဆရာဒီမှာမပြောတော့ဘူးပေါ့เนาะဆရာဒီမှာအဓိပ္ပာယ်လေးတွေကိုဆရာသင်ပေးသွားမယ်เนาะ Do you think you're always polite မင်းအမြဲတမ်းယဉ်ကျေးတယ်လို့မင်းထင်သလား give examples ဆရာတော့ကိုထင်တာပဲပေါ့เนาะကဲနောက်တစ်ခု mention send polite mention ဆိုတာပေါ်ပြပါ send polite manners in Myanmar culture ဆရာတို့ရဲ့เนาะမြန်မာယဉ်ကျေးမှုမှာတဲ့ရှိတဲ့เนาะယဉ်ကျေးတဲ့အဖြစ်မှုတွေကိုပေါ်ပြပါပေါ်ပြမှာပေါ့เนาะနောက်တစ်ခုက C ကဘာလဲ do other people's manner sometimes annoying you တခြားလူတွေရဲ့အဖြစ်မှုတွေရတဲ့တခါတရံမင်းကိုတဲ့အနောက်ရှက်ဖြစ်စေလားတဲ့ if so ဖြစ်စေတယ်ဆိုရင် which one ဘယ်ဥစ္စာလဲဆရာအတွက်ကြတော့ဆရာနာမှာစလိတ်တောက်တာတို့နောက်ပြီးတော့ဆရာရှိမှာကွန်စရီချွေးတာတို့အဲ့ဒါပေါ့เนาะအဲ့ဒါဆရာအနောက်ရှက်ဖြစ်စေကဲကြည့်ရဆရာတစ်ခေါက်အင်္ဂလိပ်လိုဖတ်ပြမယ်เนาะအင်္ဂလိပ်လိုဖတ်ပြပြီးမှတကြောင်ချင်းစီကိုဆရာဘာသာပြန်ပေးသွားမယ်ဘာဖြစ်လို့လဲဆိုတော့ဖတ်တာက read the passage လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ဆရာတို့ကဖတ်ပုံဖတ်နည်းနှစ်နည်းရှိတယ်ဆရာနီးပေါ့เนาะဆရာအမြင်အတန်တော့ဖတ်မယ်ပြီးရင်ကိုယ့်ရဲ့အတန်ကိုပြန်နားထောင်မယ်ပြီးတော့မှဘာသာပြန်ဖို့အတွက်ကိုယ့်ဘာကိုစိတ်ထဲမှာဖတ်မယ်ဆရာကအဲ့လိုနီးလေးနဲ့သင်ပေးသွားမှာဖြစ်ပါတယ် read the passage manner refers to the way of doing something manners refers to the way a person behaves in society thus manners can be good or bad polite or impolite for example in our Myanmar culture and society at meal times it is bad manners for a junior to start eating before a senior does. It is always polite for a junior to listen with arms folded while he or she is spoken to by a senior such as a parent or teacher. One important point to bear in mind is that every society and culture has its list of good and bad manners. Generally speaking, some manners are universal while some are culture specific. This means that a manner which is acceptable in one society may not be tolerated in another. For instance, belching or breaking wind in a company may be quite acceptable in one society, but not tolerated in another. ကဲဆရာเนาะပုံမှန်လေးပဲဆရာမြန်နေလားမသိဘူးပေါ့เนาะမြန်တယ်ဆိုလို့ရှိရင်လည်းဆရာတစ်ခုချင်းစီကိုဘာသာပြန်ချိန်မှာဆိုပြပေးသွားပါမယ် Manner refers to the way of doing something manner ဆိုတာကတဲ့เนาะ manner ဆိုတာကတချို့လူတွေကတော့အပြုအမူတချို့လူတွေကဟန်အမှုအရာတဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါเนาะ manner က refers to ဆိုပါလဲရည်ညွှန်းပါတယ် the way of doing something တခုခုလုပ်ခြင်းเนาะတခုခုလုပ်ခြင်းရဲ့နီလန်းလို့ပြောပါတယ်တဲ့เนาะရည်ညွှန်းပါတယ်အဲ့ဒါက s မပါဘူးเนาะ
S မပါဘူးနော်အဲ့ဒီပထမဦးဆုံးစာကြောင်း manner မှာ S မပါဘူးနော်နောက်တစ်ခုဒုတိယစာကြောင်း manners မှာကျတော့ S ပါ manners refers to the way a person behaves in society အဲ့ဒါကြတော့ဆရာတို့ဘာပြောမလဲဆိုလို့ရှိရင်စရိုက်လို့ပြောမယ်ဘာဖြစ်လို့လဲအဲ့ဒီ manners S ပါတဲ့ manners က refers to ရည်ညွှန်းတယ်ဘာကိုရည်ညွှန်းလဲ the way နီလန် a person behaves in society နော်ဆရာတို့ society ဆိုတာလူအဖွဲ့အစည်းထဲမှာဆရာတို့လူအဖွဲ့အစည်းထဲမှာလူတစ်ယောက်ကပြုမှုတဲ့နီလန်ကိုတဲ့ရည်ညွှန်းတာဖြစ်ပါတယ် that's အဲ့ဒါကြောင့်တဲ့ manners နော် manners S ပါတဲ့ manners နော်ပြင်စရိုက်လို့ဖြစ်သွားတယ်ဟုတ်တယ်နော် can be good or bad နော်ကောင်းတာလည်းရှိသလိုဆိုးတာလည်းရှိနိုင်တယ် polite or impolite ယဉ်ကျေးတာလည်းရှိသလိုမယဉ်ကျေးတာလည်းရှိနိုင်တယ်တဲ့နော် for example ဥပမာအဖြစ် in our Myanmar culture နော် in our Myanmar culture ငါတို့ရဲ့မြန်မာယဉ်ကျေးမှုနဲ့နော် culture and society လူမှုဖွဲ့စည်းမှာတဲ့ at meal times ဆိုတာကဆရာတို့အစားစားတဲ့အချိန်ပေါ့နော်အစားစားတဲ့အချိန်It is bad manners for a junior to start eating before a senior does. Senior does ဆိုတာကဆရာတို့ဒီနေရာမှာအသက်ကြီးရွယ်အိုတွေကို elder လို့ဘာလို့သုံးလို့ရတယ်ဒါပေမဲ့ပို့ပြီးရင်ကြည့်အောင် senior လို့သုံးလိုက်တာနော် A senior does လူကြီးသူမတယောက်မစားခင်တဲ့နော်junior အသက်ငယ်တဲ့လူတယောက်ကစပြီးတော့တဲ့နော်စားတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီအတွက် bad manners မကောင်းတဲ့အလေးပါတဲ့မကောင်းတဲ့အကျင့်လို့ပြောတာနော်မကောင်းတဲ့အကျင့်ဖြစ်ပါတယ်တဲ့ဆိုးတဲ့အကျင့်ဖြစ်ပါတယ်နောက်တစ်ခု it is always polite for a junior to listen with arms folded while he or she is spoken to by a senior ဟုတ်တယ်နော်by senior ဆိုတာလူကြီးသူမကတဲ့လူကြီးသူမလို့ပဲဆရာပြောလိုက်မယ်နော်ဆရာတို့ကတော့ဘာသာပြန်တာလူကြီးတယောက်သို့မဟုတ်လူကြီးသူမတယောက်ကတဲ့နော်သူသို့မဟုတ်သူကစကားပြောနေစဉ်မှာနော်ဘယ်လိုနားထောင်ရမလဲဆရာတို့ကလက်ပိုက်ပြီးတော့နော်လက်ပိုက်ပြီးတော့နားထောင်ခြင်းတည်တဲ့လူငယ်တယောက်အတွက်အမြဲတမ်းယဉ်ကျေးပါတယ်တဲ့ဒါဆရာတို့မြန်မာယဉ်ကျေးမှုနဲ့လူမှုအတိုင်းဝိုင်းပါနော်ဆရာစကားပြောစကားနားထောင်လဲဆရာကြိုက်တာပဲလीဟုတ်တယ်နော်နောက်မှသူလှုပ်ချင်ရလို့ရှေ့မှာတော့ကိုကဒီကလေးလေးတော်တယ်စသဖြင့်ပေါ့နော် such as နော်အဲ့လူကြီးသူမဆိုတာဘယ်သူဖြစ်နိုင်လဲ such as a parent မိဘတယောက်လည်းဖြစ်နိုင်တယ် teacher ဆရာတယောက်လည်းဖြစ်နိုင်တယ်နောက်တော့ဒီထဲမှာတော့ဒီ parent နဲ့ teacher ပဲပါတော့ဗောနော်ဦးလေးတို့ဘာလို့လဲဖြစ်နိုင်မလားဖြစ်နိုင်ပါတယ်လူကြီးသူမဆိုနော် one important point to bear in mind နော် bear in mind ဆိုတာစိတ်ထဲမှာမှတ်သားထားဖို့လို့ပြောတာနော် to bear in mind ဆိုတာဘာလဲစိတ်ထဲမှာမှတ်သားထားဖို့ one important point အရေးကြီးဆုံးတစ်ခုဒီ is ဖြစ်တယ် that every society and culture has နော်လူမှုဖွဲ့စည်းနော်လူမှုဖွဲ့စည်းတိုင်းယဉ်ကျေးမှုတိုင်းမှာတဲ့ has ရှိတယ် its list of good and bad manners သူတို့ရဲ့ကောင်းတဲ့အပြုအမူနဲ့ဆိုးတဲ့အပြုအမူသွင်းမြင်စရိုက်တွေပေါ့အပြုအမူဆိုတာထက်သွင်းမြင်စရိုက်တွေရှိပါတယ်တဲ့ generally speaking ရေဘူးရပြောရမယ်ဆိုလို့ရှိရင် some manners are universal ဟုတ်တယ်နော် while some are cultural specific ဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဲ့ဒီနေရာမှာနော်universal ဆိုတာသူတို့ကယဉ်ကျေးမှုစံနှုန်းတွေရှိတယ် while some are တချို့နော်တချို့အားတဲ့ယဉ်ကျေးမှုစံနှုန်းတွေဖြစ်တယ်နော် while some are culture specific နော်တချို့ကယဉ်ကျေးမှုစံသတ်မှတ်ချက်ရှိတဲ့အချိန်မှာတချို့လူတွေရတော့ဗာလဲလက်မခံနိုင်ကြတာရှိပါတယ်တဲ့လက်မခံနိုင်ဘူးနော်လက်မခံနိုင်ဘူးဘာဖြစ်လို့လဲ this mean ဆိုလိုတဲ့အဓိပ္ပာယ် a manner အပြုအမူတစ်ခုတည်းတဲ့ which is acceptable in one society လူမှုအဖွဲ့အစည်းတစ်ခုမှာတဲ့လက်ခံလို့ရတဲ့နော်လက်ခံလို့ရတဲ့အပြုအမူတစ်ခုတည်းတဲ့ may not be tolerated in another may not be tolerated တီးခံလို့မရတဲ့ဥစ္စာဖြစ်နေ in another တခြားလူမှုအဖွဲ့အစည်းမှာဆိုလို့ရှိရင်တီးခံလို့မရတဲ့ဥစ္စာဖြစ်နေတယ်ဟုတ်တယ်နော် for instance ဥပမာအဖြစ် belching or breaking wind in a company ဆိုတာလူကြားတဲ့ပြောတာနော်လူကြားတဲ့ in crowded area လည်းပြောလို့ရတယ် in a company ဒီပုံရိပ်စာအုပ်ထဲမှာကျတော့ in a company လူအုပ်ထဲမှာတဲ့
breaking wind ဘာလို့လဲလေလေချင်းနော် belching or breaking wind ဆိုတာလေလေချင်းကတဲ့ may be quite acceptable in one society ဟောလူမှုအတိုင်းဝိုင်းတစ်ခုမှာတဲ့လက်ခံလို့ရကောင်းရနိုင်တယ် but ဒါပေမဲ့ not tolerated in another တခြားလူမှုအဖွဲ့အစည်းမှာတော့နော်တီးမခံနိုင်ဘူးတဲ့နော်အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်